စကင်တွေ record တွေဟပ်ဖို့အတွက် Android 73နဲ့အထက်မှာဖိုင်တွေကိုခွင့်ပြုချက်ပေးမဲ့ Shizuka ဆိုတဲ့ app လေးရဲ့စကင်တွေ record တွေအစုံပါတဲ့ Kanzi ရဲ့ GF8 ဆိုတဲ့ app နှစ်ခုလိုပါမယ်။ပြီးရင် Wi-Fi ချိတ်ပါကိုချိတ်တဲ့ Wi-Fi ကအင်တာနက်မရလဲကို့မှာအင်တာနက်ရှိရင်ရပါတယ်။ Developer မှုကိုဖွင့်ရင်စတင်ထဲကိုသွားပါ။စတင်ထဲကအဖောက်ဖုံးဆိုတာကိုနှိပ်ပြီး Software Information ထဲမှာဘေးနံပါတ်ကိုရှာပြီး3-4ချက်စတိုက်ကလစ်လိုက်ပါ။ပြီးရင်နောက်ပြန်ထွက်လိုက်တာနဲ့ Developer Option ဆိုတာလေးပေါ်လာပါလိမ့်မယ်။အဲ့ဒါဆိုရပါပြီ။တကယ်လို့ဘေးနံပါတ်ကိုမရှာတတ်ရင်လည်းစတင်ရဲ့အပေါ်ဆုံးက Server Icon လေးကိုနှိပ်ပြီးဘေးနံပါတ်လို့ရိုက်လိုက်တာနဲ့တော့သူပေါ်လာပါလိမ့်မယ်။Shizuka app ထဲကိုဝင်မှာအလဲက Pairing ဆိုတာကိုနှိပ်ပါ။ Developer Option ဆိုတာကိုနှိပ်ပါ။ပြီးရင်အောက်ကိုအနည်းငယ်ဆွဲချလိုက်ပြီး Warrior လက်ဒီဘက်ခင်းဆိုတဲ့ထဲဝင်လိုက်ပါ။ပြီးရင်ဖွင့်လိုက်ပြီး Pair device with pairing code ဆိုတာကိုနှိပ်ပါ။ကုတ်ပေါ်လာရင်အပေါ်ကစပါးကိုတစ်ချက်ဆွဲလိုက်ပြီးညာဘက်ကမြားပုံလေးကိုနှိပ်ကာကုတ်ကိုထည့်ပေးပြီးစမ်းဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီ။ပြီးရင် Shizuka app ထဲပြန်သွားပြီးတစ်ချက်ပဲထွက်လိုက်ပါ။ Start ကိုနှိပ်ပြီးခဏဆောင်ပါပြန်ထွက်သွားတာနဲ့ Kanzi ရဲ့ app ထဲဝင်ပြီးကိုကြိုက်တဲ့စကင်တွေ record တွေနဲ့ sticker တွေအပြင်ခြားဖီးခြားမျိုးစုံကိုဟတ်ဆော့လို့ရပါပြီ။ Kanzi ရဲ့ app ထဲဝင်ပြီးကိုထည့်မဲ့ hero ကိုရွေးပါရိုးရိုး hero တွေကိုစကင်အဖြစ်ဟတ်နိုင်တယ်လို့ရှိပြီးသားစကင်တွေကိုလည်း upgrade မြင်လို့ရပါတယ်။ဟတ်မဲ့စကင်ကိုနှိပ်ပါ Select Permission မှာ Shizuka ကိုရွေးပါပြီးရင်အလောင်းကိုနှိပ်ပါ။ Grant ကိုနှိပ်ပြီးအလောင်းကိုထပ်နှိပ်ပါပြီးတာနဲ့စကင်ကိုပြန်နှိပ်ပြီး Apply လုပ်လိုက်တာနဲ့တော့သူဟတ်သွားပါလိမ့်မယ်။ဒီနီးလန်းက 100% စိတ်ချရပြီးကိုယ်တိုင်သုံးခဲ့တာလည်းအတော်ကိုကြာခဲ့ပါပြီအကောင့်ကြမှာလည်းမစိုးရိမ်ရပါဘူး